မျက်စိရလေဟဲ့လိုမျိုးချုံပြီးမကြည့်နဲ့ဟဲ့လိုမျိုးဖြဲပြီးတော့ကြည့်သိလားခြုံကြည့်ဖို့ပဲအားရှင် KTV ကကောင်မတွေစင်တီးကကောင်မတွေဆိုလို့ရှိရင်ပိုးစိုးပဆက်ပြောမယ်ခြုံကြည့်မယ်အေးဟုတ်ပြီ5% စီပဲသွားမှာနော်5% စီပဲသွားမှာ KTV လောက်တဲ့ကောင်မတိုင်းကသူများအိမ်တော်ကြီးလိုက်ဖြတ်စီတဲ့ကောင်မကြီးမဟုတ်ဘူးမျက်စိရလေဟဲ့လိုမျိုးချုံပြီးမကြည့်နဲ့ဟဲ့လိုမျိုးဖြဲပြီးတော့ကြည့်သိလားခြုံကြည့်ဖို့ပဲအားရှင် KTV ကကောင်မတွေစင်တီးကကောင်မတွေဆိုလို့ရှိရင်ပိုးစိုးပဆက်ပြောမယ်ခြုံကြည့်မယ်အေးဟုတ်ပြီ5% စီပဲသွားမှာနော်5% စီပဲသွားမှာ KTV လောက်တဲ့ကောင်မတိုင်းကသူများအိမ်တော်ကြီးလိုက်ဖြတ်စီတဲ့ကောင်မကြီးမဟုတ်ဘူးစောက်သေးကပေါက်လိုက်နော်သူများအိမ်တော်ကြီးလိုက်ပြီးဖြတ်စီနေတဲ့သူတွေမဟုတ်ဘူး KTV လောက်တဲ့ကောင်မတွေမှန်သမျှလေအပြည်လောကနေလာခဲ့တဲ့ကောင်မတွေကြီးပဲနော်မအေးဖင်နေတာဖို့ရှုပ်ဘလို့ဆိုပြီးတော့ KTV ကိုလောက်လာတာမဟုတ်ဘူးငါတို့လည်းအရင်တော့ငါတို့လည်းအရင်တော့နေတို့ပြောနေတဲ့အပြင်လူတွေပဲနော်ငါတို့လည်းအဲ့လိုပဲငါတို့လည်း KTV မလောက်ခင်တော့ KTV လောက်တဲ့ကောင်မတွေကဖာပဲမိုက်လို့ပဲငါတို့ယူဆတာအေးအဲ့လိုမျိုးဖာပဲမိုက်လို့ယူဆပေမဲ့လေကိုတိုင်းကိုရဲ့ကိုဖြတ်မှပြက်တာကိုဖြတ်မှပြက်တာကိုမဖြစ်ရင်မပြတ်ဘူးဘဝအခုငါရှိမှအလို့လာလျှောက်တဲ့လူတိုင်း KTV မလုပ်ဘူးတဲ့လူတိုင်းအမအယောလားအတန့်လားကိုရောချင်ရောလိုက်ကိုတန်းချင်တန်းလိုက်ရှင်းရှင်းလေးအဖေကစပတ်ဖြစ်လို့ဒီ KTV လောက်တိုင်းဒီဟာတယ်မတွေဖြစ်ကောလားဟမ်ပြီးတော့နောက်တစ်ခုဖုံးဆက်တဲ့လူတွေဒိတ်ခဲလာမမင်းနဲ့ငါတို့ကဒိတ်မဟုတ်ဘူးဒိတ်ခဲလိုက်လည်းမဟုတ်ဘူးစိတ်လည်းမဝင်စားဘူးနော်တခုခုဆိုရင်ခလုတ်တိုက်လို့ရှိရင် KTV စင်တင်မာဆက်ကကောင်မလေးတွေကြီးပဲခလုတ်တိုက်တယ်နင်တို့ရငါပြောပြီးသား 5% စီပဲသွားတာ50ပဲခြုံမကြည့်နဲ့ဟဲ့လိုခဲကြည့်ခြုံမကြည့်နဲ့ဖြဲကြည့်တောက်တဲ့ကပေါက်လိုက်တပြေးပြေးနဲ့ငါတို့ဘာဖြစ်လို့အတင်းအလုံးမလုပ်တာလဲငါတို့ဘာလို့ KTV အလုပ်ကိုလုပ်ကြလဲ KTV ဆိုင်နေမရှိရင်ငါတို့ KTV လုပ်ဆိုတာငါတို့လည်းမရွေးချယ်ခဲ့ဘူးလေဟုတ်လားငါဆိုတဲ့ကောင်မလည်းအရင်တော့ပယံအစင်းကြောက်ထုသူများအိမ်မှာအိမ်ကူလောက်ခဲ့ရတဲ့သူငါတို့ငငယ်တော့ငါတို့ဘဝတွေကစုပ်ပြတ်တက်နေခဲ့တာရွှေပြည်နဲ့အိမ်မှာငါကိုယ်တိုင်ငါတို့ရွှေပြည်နဲ့အိမ်ဘူးစိန်လက်ဖက်ချောက်ပြည်ရငါအိမ်ကူလောက်ခဲ့တဲ့အိမ်အဲ့နိုင်ရ1000ခိတတဲ့ကငါတို့အိမ်ကူလောက်ခဲ့ရတာငါတို့ဘဝတွေကငါတို့ဘဝကြောင့်ငါတို့နားလေတယ် KTV လောက်တိုင်းမင်းမပြတ်မဟုတ်ဘူးဟုတ်လားအပြစ်မှနေပူထဲမှာရှားစားတနေ့ကုန်1000ရဖို့ဖင်ပြက်စားပိတ်တယ်ဒီမှာ3နိုင်ထိုင်ရင်1500ရတယ်ဟုတ်လားအေးစစ်စစ်ရလေနာမည်တော့ပြက်တယ်ဒါပေမဲ့ကိုပြက်မှပြက်တာကိုဖြတ်မှလည်းဖြတ်တာဘဝအရှင်တို့ခွေးကြိုက်တယ်လားပြုတ်ရဲတာဝင်လာခဲ့လိုက်ကျမလည်းအဲ့ဒါမသိချင်နေတာခွေးကမနေ့ကမှဝဲလာတာမို့လို့哎呦我的妈ရင်ကိုဓာတ်နဲ့ခနဲ့မဆိုင်လက်ခံထားတာအမေလူမိုက်ဝင်လာလိုက်သွားလိုက်ရင်ကိုဓာတ်နဲ့ခနဲ့သွားပါဆိုသွားပါတတ်ရင်ဝင်လာလိုက်သွားလိုက်မူကြီးဓာတ်နဲ့ခနဲ့ဆိုင်မူကြီးညောင်ကုန်းပြန်လိုက်ပြန်လာလိုက်ညောင်ကုန်းပေါ်ပြန်လာလိုက်ဟုတ်တယ်စာရလို့မလို့ကာဘူးဆိုင်အမေကကာဘူးဆိုင်ဟုတ်တယ်လေမေကနင်းကျွေးတာ
ဒါရင်ဘက်ကိုဒါနဲ့ဆိုင်ဖို့အမေကောက်ဘူးဆိုင် အမေကကားဖို့ခဏခဏဆိုင်လက်ခံထားတာအမေလူမ နင်ညံကုန်းသွားလိုက်ပြောတယ်လေ ပြန်လာလိုက် မူခေါ်နေမှာမပြောနဲ့ကားကအနှစ်ပြည့်နေတော့ အမေလူမနေလေဟာ မလားမလားအောင်ပြန်လိုက်မော်စီချလာလိုက် ပြန်လာလိုက် စီဘောပေါ့ လက်ခံထားတာအမေ စီဘောခဏခဏဆိုင်လေမေရဲ့ ဒီဘောခဏခဏဆိုင်ဒီကလေးဟုတ်တယ်ဟုတ်တယ်အဲ့မော်စီလိုက်တက်လိုက်လေ တက်လိုက်ကွယ်ဒီလိုက်နဲ့လက္ခဏာအမေကို ဆိုရတယ်နေတော့မူခေါ်နေမူညောတယ်ငယ်လို့တယ်โอเคတော့မဝင် ဒါကတော့ချက်လိုက်တာ မူကောင်းမီမီကောင်းမယ်မူကောင်းတိုင်းတယ် လာလိုက်ပြန်လာညီကမူကြီးနဲ့မူဒါနဲ့ခဏခဏဆိုင် မှန်နေရော အစားအစားနေတယ်ကြိုက်တာပါတယ်လေကြိုက်တာပါလေ ငင်းငါငွေလာလိုက်ကြလိုက်ကြဟောမှာမင်းလိုက်လိုက်လိုက်